ဒီနေ့ Wi-Fi Internet ဘာကြောင့်နှေးရလဲလေ့လာကြည့်မယ် အားလုံးမင်္ဂလာပါ မင်္ဂလာရှိတဲ့နေ့လေးကို Realtek Net ကနေကြိုဆိုပါရစေ Hey Internet ဘာလို့လိမ့်လို့နေနေတာလဲကွာ ငါကြောင့်မဟုတ်ဘူးနော် Oh my god ကိုရက်ပိတ်ဆို့မှုဖြစ်နေတယ် Hey လူ20ယောက်တောင် Wi-Fi ချိတ်ထားတယ်ဟာမင်းအိမ်ကဟိုတယ်လားညနေပိုင်းဆိုလူတိုင်းလိုလိုက online လူများပြီး speed မနိုင်တာ internet overloaded ဖြစ်တာလားငါဟောင်းနေပြီငါစွမ်းရည်တွေကျလာနေပြီအစင်းမြင့်ရမယ်အချိန်ပဲငါကို restart လုပ်လိုက်ပါ factory restart မဟုတ်ဘူးနော် 3အပေါက်သေးလေးတွေကိုနှိပ်တဲ့ခလုတ်မဟုတ်ဘူးနော် ငါတရက်တစ်ခါ2မိနစ်အပိတ်အဖွင့်လုပ်ပေးပါ Okay ငါ restart time ထည့်ပေးမယ် Wi-Fi signal ကနံရံနောက်မှာပိတ်မိနေတယ်ငါ့ကိုလွတ်လွတ်လပ်လပ်ထားပါပစ္စည်းတွေနဲ့ကြောင်ကြားမှာမထားပါနဲ့ငါနဲ့အဝေးကြီးမှာမနေပါနဲ့နေရာပြောင်းလိုက် full signal ရပြီမင်းရဲ့အနီးမှာပဲနေတော့မယ် Ethernet cable ပြောင်းသုံးရင်ကောင်းမယ်ဒါလည်းကောင်းတာပဲ Wow rocket speed background app တွေ internet ခိုးသုံးနေတယ် spy app တွေဖြစ်ရမယ် virus scan လုပ်ကြည့်လိုက်ပါတွေ့ပြီဖမ်းလိုက်ပြီ driver update လုပ်ကြည့်ဖို့လိုတယ် okay update အင်တာနက်နေရင်မပူပါနဲ့ကိုယ်တိုင်လုပ်ကြည့်လို့ရပါတယ် နေ့တိုင်းအပိတ်ဖွင့် restart လုပ်ပေးရင်အကောင်းဆုံးပါဒီဗီဒီယိုကြိုက်ရင် like လုပ်ပေးပါ တကယ်ချင်းတွေစီ Realtek Net တွေကို share လုပ်ပေးပါ တက်ခါသားနဲ့ဗီဒီယိုအသစ်တွေမလွတ်အောင် Realtek Net တွေကို follow နဲ့ subscribe လုပ်ထားပါနော် အားလုံးကိုကျေးဇူးတင်ပါတယ်